ဒါကြည့်လို့မကောင်းဒါနိုင်သားရပဲနားလေ14ရက်ကွာပပဝင်လာဒီမှာအဆင်းနဲ့ပတ်ခါလာကြည့်နေတယ်ကူညီပေးမယ်နော်အနက်နဲ့အတွက်လေဒါအမြတ်ဆေးဥတရားမှာဟောဒီထားလို့ရပြီနော်ဆေးဥစားတော့မဆောင်ပါဘူးလုပ်ပေးပါလုပ်ပေးမယ်နော်အခုဆေးတက်ချင်တာဟာအခုနာကျင်နေလို့လားအဲ့ဒါဆေးဥတရားမှာနော်အခုနေပါလားမခါလဲဆောင်ရရချင်းချင်းနော်ဘာသာရေးဆက်ပြတယ်အော်အေးနော်ဘယ်လိုပြောအစင်မကြတော့အေးလို့ပြောအပီးနေတဲ့လေလာတွေတော့ဒီအကုန်လုံးအစင်တရားပါပေါ့အမေလောက်တွေကနားမလဲဒိုင်းပြထားတာဒါဆေးရုံတင်တာဘာလို့ဒါအကောင်လုံးစားလိုက်အောက်ကနေဘာမှမရှိတော့အဲ့ဒါ ambulance ကားတစ်စီးတစ်ခေါက်လေးနော်ဒီဆိုင်ဆိုင်တော့မဘူးဟိုပါလေဟိုဒါရှိလားကားလေးခါပဲတတ်တယ်ပြီအခုတစ်ခါလေးဆေးရုံတင်နော်တော့တက်နိုင်တာငါးသိန်းတက်နိုင်ပြီကမှတ်တယ်နော်ဒီလိုအရင်စားကြတော့ဖတ်ကုန်တယ်ပေါင်းတယ်တက်နိုင်တော့နော်ငါပြောတယ်ကွာတက်နိုင်တော့ဝမ်းကြီးဖြစ်တော့အားလုံးဖြစ်တယ်ဖြစ်တာလှိုင်တာရပဲနာ14ရက်ကွာပပဝင်လာမှာနော်ဒီမှာတရားတော်တော်လေးအချင်းနေဆိုလို့သူကဆေးရုံတင်ပြီးဖြစ်တယ်ပေါ့နော်ဒါပလိုက်တာတယ်နှလုံးသားလူတွေပလိုက်တာပေါ့နော်ဟုတ်တယ်နှလုံးသားပေါ်လိုက်တဲ့အချိန်မှာချက်ချင်းဒီကားရောက်လာတယ်နော်ဘုရားအဲ့ရထားတော့ဒီမှာလူကြီးကြည့်တယ်လားကြည့်ရတယ်လေဘုရားတော့ငါတက်တော့ငါ့ကိုတက်တာဒီရဲဟောမိုးရတယ်ရလားရတယ်